မင်္ဂလာပါရှင်ကျူရဲ့ Beautiful Imperfections ရဲ့ပထမဆုံး episode လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ပြောမယ့်အကြောင်းအရာတွေကတော့ My kids shape me who I am today ရဲ့ကျမရဲ့ကလေးလေးတွေကကျမဒီနေ့လိုပုံစံမျိုးဖြစ်လာအောင်လို့ပုံသွင်းပေးခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်လေးရပါဘောเนาะဆိုအဲ့ဒါလေးအကြောင်းကိုစမပြောခင်မှာသမီးလေးတစ်နှစ်ကျော်မှရေးခဲ့တဲ့အစာလေးတစ်ပုဒ်အရင်ဖတ်ပြခြင်းတယ်ပေါ့နော်ဒီစာလေးရဲ့အဓိပ္ပာယ်ကတော့အမှတ်တမဲ့ဝသည်ရဲ့ဆိုတော့မနေ့ကသမီးလေးနဲ့ဆက်လျှောက်တော့သမီးလေးကရုပ်တရက်ကောင်းကင်ကိုလက်ညှိုးထိုးပြီးတော့မမေနုနုဆိုးတော်မယ်လို့ပြောအစားကကျွန်မနားမလည်လိုက်ဘူးเนาะပြီးမှခုနကပြန်သွားတဲ့ငှက်အုပ်လေးကိုတွေ့တော့မှပဲပြုံးပြီးတော့တယ်သမီးလေးညနေစာစားတဲ့အချိန်တိုင်းကငှက်တွေအိမ်ပြန်တဲ့အချိန်မို့လို့ဝါရဏထက်ကြည့်အုပ်လိုက်ပြန်တဲ့နေကြတာကိုတွေ့ရလေရှိတယ်။သမီးလေးကိုထမင်းကျွေးနဲ့ငှက်ကလေးလေးလည်းသူ့မိစီပြန်ပြီးနုနုဆိုးကြပြီးတွေ့လား။သမီးလေးလည်းမမှန်စားတော့ဆိုပြီးတော့သူ့တောင်မမှန်ပြန်ဆို့ပြီးလို့သမီးလေးတစ်နေ့မပြည့်ခင်နေတဲ့ကပြောနေကြစကားလေးကိုသမီးကမှတ်ထားတာဆိုတော့တွေ့ရတာပေါ့နော်။ဒီကလေးလေးတွေကိုထိန်းကျောင်းနေရအနီးကဘာမဆိုပြောပြနေရတဲ့အမေတယောက်အနေနဲ့ကိုယ့်ရဲ့အပြုအမူအပြောဆိုအကုန်လုံးကတမင်မရည်ရွယ်ပဲနဲ့ကလေးတွေကိုတင် जा ပေးနေတာမဟုတ်ဘဲနဲ့ကလေးတွေတက်မြောက်လာကြတာကိုတွေ့ရတယ်ပေါ့နော်အထူးသဖြင့်နှစ်မပြည့်ခင်မှာစပြီးတော့တတိထားမိလာတယ်သူတို့မတင်ထားတဲ့စကားလုံးတွေတက်လာတယ်မတင်ပေးရဲ့အမူအရာတွေတက်လာတယ်အိမ်ကလူတွေရဲ့လေသံတွေပြောဟန်တွေပြောစကားတွေကိုသူတို့ကသူတို့မှတ်ယူပြီးလိုက်လုပ်ပြတတ်လာတယ်ပေါ့နော်အဲ့ဒီတော့အရာရာကိုလိုချင်အော်ပြီးမတောင်းတတ်တဲ့ကလေးတွေဖြစ်ဖို့ကလေးတွေကိုမအော်မိအောင်ကြိုးစားတယ်လူရမရဒေါသထွက်နေတဲ့ကလေးမဖြစ်အောင်လို့ကျွန်မပြောစကားသူနားမထောင်တဲ့အခါတိုင်းဒေါသထွက်ဖို့တက်နားလည်အောင်အရင်ရှင်းပြဖို့အတော်ကြိုးစားယူရတယ်ပေါ့နော်အဲ့ခါမှပဲကလေးကဘောင်ဆိုလိုက်မလုပ်တော့မှမဟုတ်လားအဲ့တော့ကျွန်မအရင်ကခဏပြောဖို့လိုပဲကျွန်မသမီးကကျွန်မရဲ့အမှုပညာပါဆိုတာလေးလေဆိုတော့သမီးလေးကောင်းတဲ့ကိုထည့်ပေးနေတဲ့တွေးခေါ်မှုတွေအဖြစ်ပြက်တွေကိုတုံ့ပြန်မှုတွေကတကယ်တော့ကိုလိုချင်စလို့ပုံသွင်းဖို့သူမဖြစ်သူမှုအကုန်လုံးကိုအကောင်းကြီးဖြစ်နေဖို့ဆိုတာကတကယ်တော့ခက်ခဲတယ်ပေါ့မငှက်ကလေးဥမာပဲကြည့်ပေါ့နော်တကယ်လို့ဒါသမီးလေးကိုဒီငှက်တွေကဆိုးရတဲ့စားစရာတော့မရှိဘူးလိုက်ရှာနေရကြည့်ပါဦးသမီးကတော့လိမ်မလို့မေထမင်းခုန်ကျွေးနေအောင်အစင်းစင်းလေးစားလိုက်အောင်အဲ့လိုများပြောခဲ့မိရင်အခုချိန်မှာသမီးလေးကဒီလိုမျိုးမကောင်းမြင်စိတ်တွေရှိနေမှာပေါ့နော်ငှက်ကဆိုးတယ်မလိမ်မအောင်ဆိုတဲ့စကားတွေနဲ့ငှက်ကိုမြင်လိုက်နှာခေါင်းရှုံကျင်စိတ်နဲ့ကြည့်နေတော့မှာပဲပေါ့တကယ်တော့သမီးလေးငယ်တော့ဘာရမဟုတ်ပဲကျမပြောမိရလေးပါအခုအများကြီးသိလာပြီသမီးလေးကိုအပြူသဘောဆောင်တဲ့အကောင်းမြင်စိတ်လေးကိုအမေစီကနေအများကြီးကိုမတင်ပေးအောင်သူတင်ယူနေရဲဆိုတဲ့သဘောလေးပေါ့နော်အဲ့တော့ဒီစာကနောက်ပိုင်းနဲ့ဆက်မဖတ်ပြတော့ပေါ့နော်ဒီစာအဓိကပေးခြင်းတဲ့ message ကဘာလဲဆိုတော့မိဘတွေရဲ့ကဏ္ဍကအရန်ကိုမှအခရာကျနေတဲ့အကြောင်းပေါ့နော်အဲ့ဒီစာကသမီးတစ်နှစ်ဆိုတော့လွန်ခဲ့တဲ့10နှစ်ကရေးထားတဲ့စာပေါ့နော်ဆိုတော့ဒီ10နှစ်တုန်းကဘာတွေထပ်ပြီးတော့တွေ့လာရလဲအဲ့ဒီအကြောင်းဆက်ပြီးတော့ဆွေးနွေးခြင်းတယ်ပေါ့အဲ့တော့သမီးပြီးတော့သားလေးရောက်လာပြီဆိုတော့သားနဲ့လည်းတွေ့ရတဲ့တချို့အရာလေးတွေပြောပြခြင်းတယ်ပေါ့နော်သားဆိုလို့ရှိရင်လည်းကြောင်းသွားလို့ရှိရင်သူ့ Spider-Man အင်ကြီးလေးဝတ်ပေးလိုက်တယ်ပေါ့နော်ဆိုတော့သား Spider-Man အင်ကြီးဝတ်တော့တကယ်ချင်းတွေကထူးဆန်းသားကိုကြည့်ကြလားလို့သားကိုမေးရခါကျသားနော်ဝတ်တော့လေအကုန်လုံးက live ဝတ်ကြရဆိုပြီးတော့အမေကိုပြောတကယ်တော့ဒီ၄နှစ်အရွယ်လေးကိုသူပြောသလိုလိုက်ပြီးတော့ဖောနဲ့ဟုတ်တာပေါ့ဒါကမိုက်တယ်ပါညာပြောလိုက်လို့ရပြီမဲ့ကိုလောက်တာသူများလိုက်လုံနေဆိုတော့အဲ့လိုအတွေးယူတောင်းမရှိသွားသေးချင်အဲ့ဒါနဲ့ကျမတောင်းဖြောင်းပြပြီးပြောမဟုတ်ဘူးကလေးတိုင်းက Spider-Man ကြိုက်တယ်အဲ့တော့ကလေးတိုင်းကလည်း Spider-Man ဝတ်လို့ရကြအောင်တောင်းဝတ်လို့မှလိုက်ဝတ်တာမဟုတ်ကြအောင်တောင်းကိုရှင်းပြရတယ်ပေါ့နော်အဲ့ခါကျတော့တားလေးကနားလဲသွားတာပေါ့ဆိုတော့တောက်ကိုလည်းဘာမဆိုရှင်းပြရဲအကျိုးကြောင့်စီရုံမှုရှိတဲ့ reason တွေပေးတဲ့အခါမှာတောက်ကိုဘာလေးပဲဟိုကရှင်းပြတားရဲ့ပါစကအမြင်ရပါတယ်ဆိုတဲ့စကားလေးပြောရလဲအဲ့ဒါလေးလည်းထူးခြားမှုတစ်ခုတွေ့လာတယ်ပေါ့နော်ဒါလေးကလည်းတော်တော်ချက်ဖို့ကောင်းပါတယ်ဆိုတော့နွားကသမီးနဲ့6နှစ်ခွဲကတော့နွားလေးကအိမ်ကိုအထွေးဆုံးလေးအနေနဲ့ပြန်ရောက်လာတာပေါ့နော်ဆိုတော့အကုန်လုံးချစ်တုံညောင်ချစ်ကြတယ်ဆိုသူဘာလေးပဲဝယ်လာအကုန်လုံးကတထူးဆန်းတဲ့အကုန်လုံးဝိုင်းချစ်ကြအရင်မိုက်တယ်လှတယ်ပြောကြပါတော့အဲ့တော့တဖြည်းဖြည်းနဲ့ तू ကတခုဆိုလို့ရှိရင်ကြွားရတဲ့ပုံစံမျိုးလေးကိုစပြီးတွေ့လာတယ်ပေါ့နော်မကြီးဝယ်လာပြီးတွေ့လာအကုန်လုံးကိုလိုက်ပြတယ်ပေါ့ဆိုတော့ကျွန်တော်မရည်ရွယ်ပဲနဲ့လုံးမှုရဲ့အရာတွေကခလေးပေါ်မှာအများကြီးသွားပြီးတော့တက်ရောက်တော့ဒါပေမဲ့ကြွားဝါဆိုအတင်းလိုက်ပြီးကြွားဝါနေတာမျိုးပြောတာမဟုတ်ဘူးပေါ့နော်တတိပြုမိတဲ့အောင်လို့ပြောတာပေါ့အဲ့တော့ကျွန်တော်ဒီကလေးတွေဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ကြားနေရမြင်နေရတဆင့်ကနေပြီးတော့
ရုပ်လုံးပေါ်လာတာဖြစ်တယ်သူတို့ရဲ့စိတ်ခံစားချက်တွေသူတို့ရဲ့တွေးနေတဲ့အရာတွေကသူတို့အကုန်လုံးကို copy လုပ်တာသူတို့တွေးတဲ့အရာတွေသူတို့မြင်တဲ့အရာတွေသူတို့ရဲ့ခံစားချက်တွေကိုဖော်ပြတာတွေသူတို့ရဲ့ကြုံတွေ့တဲ့ situation ကိုသူတို့ react လုပ်တာတွေပြီးတော့မေးခွန်းထုတ်တဲ့ပုံစံတွေအကုန်လုံးကကျမတို့လူကြီးတွေအကုန်လုံးစီရပဲသူတို့ copy လုပ်သွားကြတာပေါ့နော်အဲ့တော့မတင်ပြဘဲနဲ့တော့မှသူတို့ချိန်ဖန်များစွာကြားနေရတဲ့အရာတွေကသူတို့အတွေးတွေရဲ့မြစ်ဖျားခံရဖြစ်နေတယ်ဆိုတော့သွားတွေ့ရတာပေါ့အဲ့ဒီမှာစပြီးတော့ကျမတွေးမိလာပေါ့နော်အော်ကလေးတွေကိုလာထိုင်အောင်နည်းပြောပြမယ်နားထောင်ဆိုတာမျိုးကသူတို့ကိုဘယ်တော့မှလိမ်မာတဲ့ကလေးတယောက်မဖြစ်လာစေဘူးပေါ့နေတိုင်းကျမပြုမှုပြောဆိုနေတဲ့အရာတွေမြင်နေရတဲ့အရာတွေကသူတို့ရဲ့အရာအလုံးပေါ်သွားတက်ရောက်မှုရှိရဲဆိုတော့တွေ့ရအဲ့တော့အဲ့ရနေစပြီးတော့ကျမတို့မိပါတယ်အကုန်လုံးရဲ့နေ့စဉ်ဘဝတွေအဲ့မှာစပြီးတော့နူးညံ့လာတယ်ကျမတို့ရဲ့အတွေးတွေက concentrate ဖြစ်လာတယ်ကျမတို့တွေးတော့ပို့ပြီးတော့မှလေးလေးနက်တွေးနိုင်လာတယ်အဖြေတစ်ခုထွက်ဖို့အတွက်ကိုလည်းကျမတို့ valid point တွေကိုရင်ရှာတတ်လာတယ်ပြီးပြီးတော့အမေဆိုပြီးပြောလိုက်တာမျိုးမဟုတ်ဘဲနဲ့ဒါဘာကြောင့်ပြောရဲဆိုတဲ့ဟာမျိုးလေး points တွေကိုရှာတတ်လာတယ်ဘာလို့လဲဆိုတော့ကလေးတွေကလည်းကိုယ့်ကိုပြောလို့ရှိရင်ပြီးပြောတာမျိုးကိုကမလိုချင်ဘူးဘာကြောင့်ဆိုတာပြန်ပြောတတ်တဲ့ကလေးဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့လေအဲ့တော့ဒါတွေအကုန်လုံးကကလေးတွေအတွက်တည်းမဟုတ်ဘဲနဲ့ကျမတို့ရဲ့ထိတွေ့ဆက်ဆံရတဲ့ပတ်ဝန်းကျင်အပေါ်ကသွားပြီးတော့တက်ရောက်တာကိုတွေ့ရတယ်ပေါ့နော်အဲ့ကြတော့ဒီ parenting ဆိုတာကြီးကကျမတို့သိထားတာတွေနဲ့ပြောင်းပြန်ရင်သွားဖြစ်နေတယ်ဆိုတော့သွားတွေ့ရပါတော့နော်အဲကျမတို့ဘယ်လိုမျိုးကြီးပြင်လာခဲ့လဲငါမွေးလို့နင်တို့လူဖြစ်လာဆိုတဲ့ခေတ်ကကျမတို့တော့အခုကျမပြောနေတယ်ကျမတို့ကလေးတွေကဆိုငါကလေးကငါ့ကိုပုံဖော်သွားတာပဲငါ့ကိုတင်ပေးနေတာပဲဆိုတာကိုပြောတော့တာလက်ခံမှုကခက်တယ်မဟုတ်လားကျမကတော့တွေးကြည့်လေလက်ခံလေပဲကျမ gossip တွေမပြောတော့ကျမအတင်းလုံးဝမပြောတော့ဘူးတစ်ခါလေသူ့ဖေပြောမိလူပဲပြောမိရပါတော့အဲ့ကကြောင့်ကလေးကမတိမတာနားထောင်နေအောင်သွားတွေ့ရတယ်အဲ့တော့သူများအကြောင်းကိုအဲ့လိုမျိုးနောက်ကနေပြောလို့ရပါလားဆိုတဲ့ဟာကိုကလေးစီကိုမရောက်သွားစေချင်တော့ကျမလုံးဝမပြောတော့ဘူး blame တာရလျှော့လာတယ်ပြီးတော့ healthy food ကိုစားပြစ်လာတယ်ညာတိုင်းသွားတိုက်ဖို့မပြင်းတော့ဘူးသူတို့ပြချင်တာကိုဒါတွေလုပ်နေရတယ်လုပ်ဖို့လိုပဲဆိုတော့ကိုကမလုပ်ဘဲနဲ့သူတို့သွားပြီးတော့လုပ်ခိုင်းတဲ့အမေမျိုးဖြစ်ချင်ဘူးဒါတွေမဟုတ်ပဲနဲ့ကိုရီးရဲ့နေ့စဉ်ဘဝလည်းမဟုတ်ဘူးဒီအိမ်တော်ကြီးမှာလည်းအများကြီးသွားပြီးတော့တက်ရောက်တာတွေ့ရပြန်တယ်သမီးကအတူယူမဆိုလို့ပြီးတော့သားကအတူယူမဆိုလို့ဆိုပြီးတော့ကျွန်တော်တို့လင်မယားဆိုလို့ရှိရင် respect ကိုကောင်းကောင်းနားလဲကျင့်သုံးတတ်လာတယ်ပေါ့နော်ဒီဖေမေဝက်သူတို့ကြည့်ပြီးတော့အသားကျလာရမှာဆိုတော့သူတို့ရဲ့ဒီအနာဂတ်လက်တွဲဖို့ဘလို့စံနှုန်းနဲ့တွားညှိမှလဲဆိုတော့ကိုယ့်ရဲ့လက်ရှိအိမ်တော်ရေးဆက်ဆံပုံတွေကကလေးတွေအဖြေထုတ်တဲ့နေရာမှာတွားဆုံးဖြတ်ပေးနေမှာဖြစ်နေတာဟုတ်အဲ့တော့တခါတလေလဲကျူနိုင်ကျင်တယ်ပေါ့နော်ကျမယောက်ျားနိုင်ကျင်တာပေါ်ပြောချင်တာမိမတော်ရှိတာပဲပေါ့နော်ဒါပေမဲ့အများကြီးဆင်ကျင်လာနိုင်တယ်အနိုင်ကျင်တာမလုပ်တော့ဘူးကိုကတခုလုံးမယ်လို့တွေးလိုက်တိုင်းတနေ့ကျရင်တားရဲ့ကောင်မလေးကဘယ်လိုခံရမှာပါလဲသမီးကရောယောက်ျားတွေကိုဘယ်လိုထင်သေးသွားမှာပါလဲဆိုတော့တားရောသမီးရောဖြစ်တော့ကျမအမြဲမျှပြီးတော့တွေးရတယ်ပေါ့နော်ဆိုတော့သူတို့ကတော်တော်တင်ပေးရကလေးနော်အဲ့တော့လေကလေးတွေရဲ့လူကောင်းတယောက်ဖြစ်ကြီးပြင်းလာတဲ့ process တစ်ခုကတစ်နှစ်နှစ်နှစ်နဲ့လိုသူဖြစ်လာမှာမဟုတ်ဘူးနှစ်တွေ10ချီတယ်အဲ့ဒီနှစ်10ချီအောင်မှကျမတို့နေ့စဉ်ဖြတ်တန်းတဲ့စက္ကန့်တိုင်းမိနစ်တိုင်းကမှတက်ရောက်နေရဆိုတာသွားတွေ့ရပြန်တာပေါ့နော်အဲ့တော့ဒီနေ့ podcast ကနေပြီးတော့ဘာကို take away ယူသွားဖြစ်လဲ 100% အကုန်လုံးလက်ခံနေရမယ်လို့မပြောဘူးเนาะဒါလူတိုင်းအတွက်လည်းလွယ်ကျမလည်းလွယ်မယ်လုံနိုင်လည်းလုံနိုင်မယ်မလုံနိုင်လည်းမလုံနိုင်ဘူးမှားရင်လည်းမှားနေမယ်ဒါကျမပြောတဲ့ဟာတွေအကုန်လုံးကအမှန်တည်းပဲလို့မပြောဘူးကျမနေ့စဉ်ဘဝမှာဘာတွေကိုဆင်ခြင်နေဘာတွေကိုတွေ့ရတယ်ဘလို့တက်ရောက်မှုရှိရဲဆိုတာလေးကိုကျမပြောလိုက်တဲ့သဘောပဲပေါ့နော်အဲ့တော့ဒါလေးကိုနားထောင်ပြီးတဲ့အခါမှာတချို့အရာလေးတွေကနှလုံးသားကိုဖြတ်ပြေးသွားရင်ပဲကျမကြည်နိုင်ပြီပေါ့နော်ဒါဆိုရင်တော့ဒီနေ့ podcast လေးကဒီလောက်ပါပဲ good night ပါကောင်းသောညပါမယ်မေတို့ bye bye